ကြာတပရေသားသားသမီးတွေအတွက်ဒီတစ်ပတ်မှာတော့ထူးထူးခြားခြားနိုင်ငံရခြားကိစ္စတွေနဲ့လူမျိုးခြားနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာတွေအောင်မြင်မှုရရှိမဲ့အချိန်ဖြစ်ပါတယ်။အလုတ်အကင်မှာလေယာဒူးနေရာကောင်ရတာမျိုးနဲ့နမဲကုံတရင်တက်လာတာမျိုးတွေကြုံရနိုင်ပါတယ်။ဒါပေမဲ့ငွေကြေးပိုင်းကိုတော့အထူးသတိထားစေချင်တာကငွေအလင်ခံရတာအခိုးခံရတာဒါမှမဟုတ်အကျွေးတင်တာမျိုးတွေဖြစ်တတ်လို့ငွေနဲ့ပတ်သက်ရင်စိတ်တော့ကရောက်ရတတ်ပါတယ်။မိတ်ဆွေကောင်းတွေစီကအကူအညီရတယ်လို့ဘာကြားတွေစီကလည်းအထောက်အပံ့ကောင်းတွေရရှိနိုင်ပြီးပညာရပ်အသစ်တွေလည်းသင်ယူခွင့်ရမှာပါအလုပ်ထဲမှာတော့ပစ္စည်းအပြည့်အစည်းအဆုံးရှုံးလေးတွေများတတ်လို့အလုပ်ပြောင်းချင်စိတ်ပေါ်လာနိုင်ပေမဲ့ပြောင်းလိုက်ရင်ပိုဆိုးသွားနိုင်တာကြောင့်စိတ်ကိုထိန်းကိုလိုပါလိမ့်မယ်စာချုပ်စာတမ်းကိစ္စတွေမှာအနှဲငယ်အစင်မပြေဖြစ်တတ်တယ်လို့စက်ပစ္စည်းတွေပြတ်တာပျောက်တာမျိုးလည်းတတိထားရမှာပါမရည်ရွယ်ထားတဲ့ခရီးတွေထွားရတတ်ပြီးဘာသာရေးနဲ့သက်ဆိုင်တဲ့ဖျားပုံပေါ်တွေလည်းအိမ်ကိုကြွလာတတ်ပါတယ်Look for ကိုက်ဖတ်တွေနဲ့လက်အောက်ငယ်သားတွေကြောင့်စိတ်ညစ်ရနိုင်သလိုအိမ်တောင်ဒီတွေကတော့အိမ်တောင်ဘက်နဲ့စကားများရတတ်ပြီးငယ်ရွယ်သူတွေလည်းအချစ်ရေးမှာချစ်သူကြောင့်စိတ်ပင်ပန်းရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကြောအောင်တာခေါင်းနာတာနဲ့သွေးအားနေတာမျိုးဂရုစိုက်ပေးပါ။အရေးကြီးကိစ္စတွေအတွက်အနီရောင်နဲ့အဝါရောင်ကိုအားပြုဝတ်ဆင်နိုင်ပြီးအကျိုးပေးကဏ္ဍတွေကတော့9ကဏ္ဍနဲ့9ကဏ္ဍဖြစ်ပါတယ်။ကန်ဆာတာအထောက်အပံ့ကောင်းတွေရရှိစေဖို့အတွက်ရရအနေနဲ့မိမိတတ်နိုင်တဲ့လောက်ငွေကြီးအလူဒါနာလေးပြုလုပ်ပြီးစိတ်ထဲကနေမိမိလိုရာဆူတောင်းပါဒါနဲ့ဟောစာတန်းဒီတင်ဆက်ပေးနေမှာဖြစ်လို့ဆရာရဲ့ YouTube Channel ကို follow လုပ်ထားခဲ့ပါဆရာရဲ့ TikTok account ကိုလည်း follow လုပ်ထားခဲ့ပါ